စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းဟုံမလင်းမြို့နယ်တွင်အန်ယူဂျီရဲ့လောက်ခံတပ်ဖွဲ့ဖြစ်တဲ့ဟုံမလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF တွေကအခြားဒေသကိုစံစပါးရောင်းဝယ်ခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။ဟုံမလင်းဒေသတွင်က HPDF အဖွဲ့ထိန်းချုပ်ထားတဲ့တောင်ကင်းအုပ်စု၊နောင်ဖာမူအုပ်စု၊နန့်ပကအုပ်စု၊နန့်နန်းအုပ်စုနဲ့နန့်ချောအုပ်စုအားလုံးကိုဟုံမလင်းမြို့နောင်ပူအောင်နန်တော်အပါဝင်အခြားဒေသကိုပို့ဆောင်ခွင့်ကန့်သတ်ထားတယ်လို့ဆိုပါတယ်။ဆိုပါကိစ္စနဲ့ပတ်သက်ပြီးဒေသခံတို့ကတော့ထင်းမီသွေးနဲ့စံစပါးတို့ကသူတို့ဆိုမျိုးနယ်မြေကလွယ်ပြီးကျန်တဲ့ဒေသတွေကိုထွက်မြောင်ရဘူးတဲ့ဒီဒေသမှာထွက်တဲ့စံစပါးနဲ့စားသုံးသူဥယျာဉ်တွေကမမျှဘူးလေရောင်းလို့ကလည်းမကုန်လူတွေကလည်းဝယ်စားရအောင်လည်းရှိမနေတော့အပြင်ထွက်ရောင်းရအောင်လည်းထွက်မရတော့ဒုက္ခရောက်နေကြတာလို့ဒေသခံတို့ကပြောပါတယ်အလားတူဟုံမလင်းမြို့နယ်ကိုရေချောင်းလမ်းကနေကုန်စည်တည်ယူခွင့်ကိုလည်းရွှေပြည်ရေးမြို့မှာ HPDF တွေကမကြာခဏပိတ်ပင်ကန့်သတ်မှုတွေရှိနေတယ်လို့လည်းသိရပါတယ် HPDF အဖွဲ့ထိန်းချုပ်ထားတဲ့ဒေသတွေမှာဒေသခံတွေကတောင်သူတွေဖြစ်ကြပြီး၎င်းတို့လုပ်ငန်းခွင်မှာရရှိလာတဲ့စံစပါးပါဝင်မိသွေးကြက်သွန်ဖြူစားဟင်းကြိုမှအစဟုံမလင်းဘက်ကိုတည်ယူခွင့်ကန့်သတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်အဆိုပါတည်ယူအောင်ချခွင့်ပိတ်ပင်ထားမှုတွေကြောင့် HPDF ထိန်းချုပ်ဒေသကတောင်သူတွေအခက်အခဲတွေကြုံတွေ့နေရတယ်လို့ဟုံမလင်းဘက်ကလည်းဒုက္ခရောက်နေကြတယ်လို့သိရပါတယ် HPDF စိုးမိုးနယ်မြေကအထူးကဘာလို့လဲဆိုတော့မိသွေးရောင်းတယ်စံစပါးရောင်းတယ်အဲ့ဒါကို HPDF ဘက်ကရောင်းဝယ်ခွင့်အကုန်ပိတ်ထားတာဒေသခံတွေအကုန်လုံးဒုက္ခရောက်နေကြတယ်တောင်ကင်းအုပ်စု800 900ကလေယာမြေသမားတွေရောမိသွေးဖုတ်တဲ့သူတွေရောထင်းခွေရောင်းတဲ့သူတွေပါအကုန်လုံးဒုက္ခရောက်နေကြတာလို့ဒေသခံတို့ကပြောပါတယ်လက်ရှိမှာလဲဟုံမလင်းမြို့နယ်အတွင်းကနားမော်ကျေးရွာမှာရှိတဲ့ရှမ်းပြည်မျိုးသားများတပ်မတော် SNA နဲ့ကချင်လက်နက်ကိုင်အဖွဲ့ KIA HPDF ပူးပေါင်းတပ်ဖွဲ့တွေကြားမကြာခဏတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပါတယ်